လုံးသည်ဆုံးမြိုင်ပင်ရိပ်ဟံပါဘူးဆုံးမြိုင်ပင်ရိပ်ဟံပါဘူးတော်ရဲ့မြိုင်ပေါ်ချက်နေပြော၍ခါတော်တဘုံဝိညာဉ်ကြုံကကစုံလာပြီစင်မင်းနေဝဲချမ်းမြေမြေပရမေပလင်မွေထက်ရွှေညောင်တော်ကြီးဗိဒံတိနေမဏိကြည်ပြူနေတော်မူလျက်ရံမူကပြင်းအမိုက်ပင်ကိုအရှင်ပဲပြောက်အလင်းပေါကထွန်းတောက်ဘုံတော်တောင်းလုံးကျော်သည်သုံးဘောလူတို့ငိမ့်မာကိုသုံးဘောလူတို့ငိမ့်ပါကိုဖယားပြခာမိဂရာတို့စัจ जा ရှိဘွားပြန်ကြည်သွား၍ငါးပါးဝဂီဆုံးအညီနဲ့မဟိတတောင်တိုက်အပေါင်းမှာခါညောင်းကလာနတ်မြမအားဝါစုလာပြီစနေနေဝဲကြွေကြွေလျံတဲ့ဓမ္မစကိုမိမ့်မြတ်တွေ့ပြဟောပေါ်ကြသည်တရားနစီယွန်းနေကိုတရားနစီယွန်းနေကိုတရားနစီဇောယွန်းလီကသုံးမြီပုံထိုင်တထောင်တိုက်ဝဲကျွတ်ထိုင်သသူနတ်လူပြန်မာတတဝါကိုခေမာတောင်းသူဖောင်းကရုပြေဆောင်ပုပိကာဝါ45တကား80စုံပြည့်ကျွဲသာရာ48တက္ကရေဝဲနေမလာတိုင်းစနိုင်မယုတ်ကုတ်တိနာယုံအင်းရင်ဆုံး၌ကစုံလာပြီအင်္ဂါနေဝဲချမ်းမြေနေဘူးစံတော်မူသည်ဝမ်းစုတောင်းလုံးကြော်တယ်ကိုဝမ်းစုတောင်းလုံးကြော်တယ်ကိုနေဘူးစံကြီးရှုမ၏သာတင်ကြီးရွှေလောအလောင်းတော်ကိုထိုရောကစုံလာစုံကြုံ၍ကလုံးနေဝဲခိုးငွေမနောတတ္တိသောလျင်ရှင်စောညံဆက်ဒိဋ္ဌံရပြေလျံတက်ကိုရောမိပူဇော်သည်မွေတော်ရှိစိတ်ကျွင်းနေကိုမွေတော်ရှိစိတ်ကျွင်းနေကိုထိုခုနှစ်နေ့သာချမ်းမြေကိုဆွေဆွေကြည်ပြူအာယုံယူလျက်နတ်လူတို့နတ်မြတ်ထမြတ်သားကိုရောဘုရားကိုသုံးပါးမှန်စွာဝနနာဖြင့်တရာယုကျိုးကျွန်းရှိခိုးသည်ကောင်းယုခတ်သိမ့်ကျွယ်စီသောသာဓုသာဓုသာဓု